ဒီဗီဒီယိုလေးကတော့ကျွန်တော်ကကြိုက်ထီယူကနေဖအန်ကိုခရီးဆက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဖအန်ရဲ့ day 1လေးမှာကျွန်တော်ဘာတွေလုပ်မလဲဘယ်တွေသွားမလဲဘာတွေစားမလဲဆိုတော့ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပါအောင်ခင်ဗျာဘွဲရ2000ခွဲဆိုတော့မနက်မိုးလေးတော့ကျွန်တော်တို့ဖျားဆွန်းကတ်ကြပါတယ်ခင်ဗျာအသီးဘွဲရ2000ခွဲဆိုတော့အဲ့ဒီစီထမင်းလေးပဲကတ်လိုက်ပါတယ်မနက်ပိုင်းလေးကတော့ဓာတ်တွေကြည်လင်တောက်ပနေပါတယ်ကျွန်တော်တို့သွားတဲ့နေ့တုန်းကကျတော့ထိုင်းနေတော်တော်များသေးလားမထိုင်းနေတော်တော်ဖျားလာဖူးကြတယ်ဒီဆန်တော်ရှင်ကြိုက်ထီယူစီတွေယူပြီးပေါ့နော်မနက်ခင်းလေးစိတ်ကြည်အောင်ဆွန်းလေးတွေအရင်ကတ်ပါတယ်ကျွန်တော်တို့ကတော့လေဖျားဆူတောင်းတယ်ဖျားရှိခိုးတယ်လှုပ်ဆက်ရှိရလေးလောက်ပါတယ်ကြိုက်ထီယူကနေပြန်มาပြီခင်ဗျာဒီတစ်ခေါက်နဲ့ဆိုကျွန်တော်ကကြိုက်ထီယူနှစ်ခေါက်ရှိပြီပေါ့နော်အရင်တစ်ခေါက်ကတော့ကျွန်တော်အမေနဲ့လာတာပါဒီတစ်ခေါက်ကတော့တငယ်ချင်းတွေစုပြီးတော့လာကြတာပါခင်ဗျာအရင်တစ်ခေါက်လာတော့ကျနေရသေးအခုတော့ကျွန်တော်မိုးရင်းလာတာမိုးရင်းကတော့ဒီလိုအခြေအနေလေးရှိပါတယ်မြင်တော့မမြင်ရပါဘူးမစင်းခင်လေးတစ်ဖြက်ပေါ့နော်တောင်တကားကအခုတော့9000ဖြတ်တော့ပဲခင်ဗျာအောက်ကနေ cable စီးနေစီးမယ်ဆိုဒီနေရာကိုရောက်တာပေါ့နော်ဒီနေရာနေလမ်းဆရှအောင်ပါမိုးရင်းဥပိုင်းဆိုတော့ရာသီဥတုစိမ့်ဆိုးပြီးတော့တော်တော်လေးလှပါတယ်အေးရတော့အရင်ကြီးတော့မအေးဘူးကျွန်တော်တို့အောက်ရောက်ပြီးတော့ဒါဖအံကိုခရီးဆက်ကြမှာဖြစ်ပါတယ်ခင်ဗျာကားပေါ်မှာတော့အိတ်တယ်နောက်ထပ်လည်းအိတ်ပါတယ်အိတ်ပါတယ်ရှုခင်းတွေကိုမရိုက်ပါဘူးဆွဲခွင့်မြေရောက်မှထပြီးတော့ရိုက်ပါတယ်အဲ့လိုမျိုးလေးတစ်ဖြက်ပေါ့နော် welcome to ဖအံဒီမှာတော့ဘာညာစမာကလာ post လေးနည်းနည်းပါပေးလိုက်တယ်ဖအံကိုရောက်ချင်းကျွန်တော်တို့ဒီကော့ကွန်းဂူပေါ့နော်အဲ့ဂူကိုအရင်ဆုံးသွားလိုက်ပါတယ်အဲ့တော့တငယ်ချင်းလေးပါကားထားစရာနေရာလည်းအခြေအဝန်းရှိပါတယ်ကျွန်တော်တို့ဒီဝင်းနလန်းကတော့ဒီလမ်းလေးပါဖြစ်ပါတယ်ခင်ဗျာဖယားကဒီဂူထဲမှာဆိုတော့လေကျွန်တော်တို့ဒီအေးစိတ်နေပဲဒီလားအထဲမှာတော်တော်လေးလဲနေလိုကောင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော်အထဲအတွင်ကန်းလေးတွေကိုဒီဂူထဲကိုရိုက်ပြပေးထားတာလေးပါခင်ဗျာဒီမှာကျွန်တော်တို့ဖျားရှိခိုးပါတယ်ပြီးတော့ကျွန်တော်ဆက်လေးလှူပါတယ်ခင်ဗျာပြန်ထွက်လာတော့ဒီမှာကျွန်တော်တို့အိပ်ပြားအုံကြီးတီးလာအဲ့မှာအပေါ်နေရာနေမှာလည်းအခုလိုမျိုးမြင်တွေ့ပြီးတော့ဖူးမြော်နိုင်ပါတယ်ခင်ဗျာဒါပြီးတော့ကျွန်တော်တို့ခရီးဆက်ကြပါတယ်နောက်တစ်နေရာကတော့ဒီကြောက်ကလက်ပေါ့နော်ကြောက်ကလက်ဖျားပေါ့အဲ့ဖျားကိုကျွန်တော်တို့သွားကြပါတယ်ခင်ဗျာအနေကင်းစာတော့ဒီမှာကြောက်ကလက်ဖျားမှာစစ်ပြီးစာချွေးပါတယ်အဲ့မှာဆောင်းလာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရောက်သွားတဲ့အချိန်မိုးကတော့တော်တော်လေးရွာနေတာပါအဲ့မှာကျွန်တော်တို့ထမင်းစားကြပါတယ်ခင်ဗျာအဲ့မှာတော့တက်လွတ်နယ်မြေဖြစ်ပါတယ်ခုမြင်တွေ့နေရတော့ဒါကြောက်ကလက်ဖျားပေါ့နော်အဲ့ကနေလမ်းပြီးတော့ကျွန်တော်ဖူးမြော်တာပါဒီမှာကျွန်တော်တို့ရှုခင်းလေးလည်းရပ်ပြပြကြပါတယ်ခင်ဗျာဒါပြီးတော့ကျွန်တော်နောက်ထပ်တင်ရအောင်သွားကြပါဒါကတော့မတော်တဆရိုက်မိသွားတာပါအမှန်တကယ်တော့ကျွန်တော်ကလမ်းအောင်ရိုက်တာနော်လူရိုက်တာမဟုတ်ဘူးနောက်တနေရာကတော့ကျွန်တော်အရန်သွားချင်နေတဲ့လှေလေးလေးစီးလို့ရတယ်စက်တန်ကူကိုသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမှာလဲကားထားစရာနေရာရှိတယ်ပေါ့နော်ဒါကတော့အဝင်ဝအတက်ပါအမှအဝင်မှာသင်ကြီးနဲ့နှစ်ကောင်လည်းရှိပါတယ်အမှစက်တန်လိုင်းကူတော့ကျွန်တော်စက်တပါပြီးဒါကတော့ဒီအထဲကိုလှမ်းပြီးတော့မြင်တွေ့ရတဲ့ဒီလိုင်ကူတော်ကြီးပေါ့နော်အဲ့မှာလေးတိတ်ပြီးတော့ကိုတက်ပေတာပဲဗျာကျွန်တော်ကလည်းပဲများတယ်ဟိုလျှောက်ဒီလျှောက်နည်းနည်းပပလောက်တယ်ပေါ့နော်ဖအံမှာရှိတဲ့ကူတွေအားလုံးကတော့လေအိတ်စိတ်နေပဲတော်တော်နေလို့ကောင်းပါတယ်ဒါလေးကတော့ကျွန်တော်ပတ်စံလေးလူတာဖြစ်ပါတယ်ခင်ဗျာကူထဲမှာရှောက်နေပေါ့နော်တိတ်စီဖို့ခုနကပြောတော့ကူထဲမှာကျတော့နိုင်ခွက်တော့လမ်းရှောက်မယ်လို့ပြောတယ်အဲ့တော့ဆက်ပြီးတော့သွားနေပါတယ်ဒီနေ့ကတော့ view site ကြပါကူတဝက်လောက်ရောက်တဲ့အခါမှာတော့ဒီလိုကြောင်းနဲ့တရားလေးရှိပါတယ်အဲ့မှာတော့ပုံလေးလည်းတချို့ရိုက်ကြပါတယ်ကျွန်တော်ကတော့ပုံတော့မရိုက်ခဲလိုက်ပါဘူးဒီနေရာလေးဆိုရင်တော့ဒါလိုင်းမှာတအားနာမည်ကြီးတဲ့ Trump ဖြစ်တဲ့နေရာလေးပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ဒါလှေစီးဖို့နေရာလေးရောက်ပါပြီခင်ဗျာလေကကြတော့ကျွန်တော်တို့စီးတုံးကတော့တရက်ကို3000ပေးရပါတယ်ဒါပေမဲ့သူကအစီးလိုက်ပေါ့နော်ငားတာကျွန်တော်တို့ကလူဖြတ်မြလိုက်တာအဲ့လောက်ကြပါတယ်ရှုခင်းနေရတော့ခုမြင်တဲ့မှာခင်ဗျာအရန်ကိုလှပါတယ်ဒါတော့ကူအဝင်ဝပါဒီဘက်ကတော့ဒါကူဘက်ကိုထွက်ပြီးတော့သူဒီလိုတစ်ပတ်ပတ်ပေးတယ်ပေါ့နော်လှေစီးချိန်ကတော့15မိနစ်လောက်တော့ကြာမယ်ထင်တယ်ဒါကတော့စက်တန်ကူကနေလမ်းလျှောက်ပြီးပြန်ထွက်လာတဲ့တစ်ချိန်မှာကျွန်တော်ရပ်ပြီးထားလေးပါတော်တော်လေးလှတာနော်ရှုခင်းလေးကအဲ့မှာဒီလိုဈေးတန်းနေလည်းရှိတယ်ဒါပြီးတော့ကျွန်တော်တို့ခရီးထပ်ပြီးတော့ဆက်ကြပါတယ်ခင်ဗျာညနေခင်းလေးရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီဖအံညာဈေးကိုသွားပါတယ်ဖအံညာဈေးကအရန်ဒီလူတွေကတော့တော်တော်စီတယ်ပေါ့နော်ကျွန်တော်တို့သွားတဲ့အချိန်ကတော့လေဖအံညာဈေးမှာတခြားအရန်အကောင်းကြီးတော့ကျွန်တော်တို့မတွေ့ခဲ့ပါဘူးထမင်းကတော့ကျွန်တော်လိုင်းပေါ်မှာဒီနားနာမည်ကြီးတဲ့ဦးကရင်ဆိုတဲ့ကရင်ထမင်းဆိုင်မှာပဲစားလိုက်ပါတယ်ရွေးချယ်စရာအများကြီးရှိရဲ့တစ်ခါမြင်ုံ1000မှာဈေးမတူတဲ့ဟင်းတွေလည်းရှိပါတယ်အရသာကတော့အရန်ကြီးတော့မဟုတ်ပေမဲ့ပုံမှန်ပါ1000နဲ့တန်ပါတယ်ဒါကတော့ကျွန်တော်တို့ဆက်တော့ပြီးလို့ဒါနည်းနည်းတစ်ဖြက်လေးပေါ့နော်ပဲမြလိုက်ပါတယ်ဒါပြီးတော့ကျွန်တော်ကတရက်သီးလေးဝယ်လိုက်ပါတယ်ဆိုတကယ်ချင်းအထောင်းစားခြင်းလို့ဒီမှာအထောင်းဝယ်တာပါအရသာတွေကတော့အရင်တော့အဆင်ပြေခဲ့ပါဘူးဒါကတော့ဒီဒူးရင်းသီးဝယ်နေကြတာပါကျွန်တော်တို့မုတ်တစ်ခါစားဖို့ရေကိုလေအဲဈေးတွေကို15ခေါက်လောက်တော့ပတ်လိုက်ရပါတယ်ပတ်သက်ပြီးတော့ဟိုပတ်လိုက်ဒီပတ်လိုက်ဟိုပတ်လိုက်ဒီပတ်လိုက်နဲ့ကျွန်တော်ရဲ့ဗန် day 1လေးကိုဒီမှာသုံးသပ်ပါမယ်ခင်ဗျာဘိုင်ဘိုင် see you next